မန္တလေးဘူတာယုံဖြစ်စဉ်အမှန်ဒီနေ့အင်တာနက်မှာတမတကြီးဦးသိန်းစင်ကိုအပုတ်ချထားတဲ့ကောမန့်အချို့ကိုတွေ့လိုက်လို့ဒီစာကိုရေးလိုက်ရတာပါအပုတ်ချထားတဲ့စာထဲမှာတမတကြီးဦးသိန်းစင်တရင်မူဘွားကမန္တလေးဘူတာကြီးမှာသူစီးမဲ့ယထာထွက်သွားလို့သူ့ကိုမဆောင်ရမလားဆိုပြီးယုံပိုင်ချုပ်ကိုလက်သီးနဲ့ထိုးတယ်ဆိုပြီးရေးထားပါတယ်ဒူဘုံမူကြီးသိန်းစိန်ကြောင့်ယုံပိုင်ချုပ်လည်းအလုပြုတ်သွားပြီး DSA တက်နေတဲ့ယုံပိုင်ချုပ်သားလည်းကြောင်းထုတ်ခံရတယ်လို့ရေးထားပါတယ်။အဲ့ဒီအချိန်တုန်းကကျွန်တော်ဟာမိရထားအရာရှိအထိမန္တလေးဘူတာမှာတာဝန်ကျနေခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီဖြစ်စဉ်ကိုအသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က1990ခုနှစ်မှာဖြစ်ပါတယ်။ယုံပိုင်ကဦးဆန်ရွှေမောင်လို့ခေါ်ပါတယ်။သူသားက DSA အပတ်စဉ်ဆက်ပါကကိုကောင်းမြတ်သူပါအဲ့ဒီလိုဖြစ်တဲ့အချိန်မှာကိုကောင်းမြတ်သူကတိုက်ပွဲမှာကြာလို့ဆုံးနေခဲ့ပါပြီဒါကြောင့်ဒုဗိုလ်မှူးကြီးသိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာတက်နေတဲ့ဗိုလ်လောင်းကျောင်းထုတ်ခံရတဲ့ဆိုတာမဟုတ်ပါဘူးအဲ့ဒီတုန်းကယုံပိုင်ချုပ်ဦးဆန်ရွှေမောင်ဟာဘယ်လိုလူမျိုးလဲဆိုတာအဲ့ဒီအချိန်ကမန္တလေးဘူတာမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ထမ်းတော်တော်များများသိကြပါတယ်သူဆုံးသွားလို့သူ့အကြောင်းမကောင်းပြောတာမဟုတ်ပါဘူးဖြစ်ရမှန်ကိုအားလုံးသိစေခြင်းလိုပါအဲ့ဒီလိုဖြစ်တဲ့နေ့ကဒုတိယဗိုလ်မှူးကြီးသိန်းစိန်တာဝန်အရာခရီးသွားဟုမနက်အစောကြီးမှာယထာလက်မှတ်လာဝယ်ပါတယ်ယုံပိုင်ကယထာထွက်ခါနီနာယီဝက်အလိုမှာပစ္စည်းတွေတခါတည်းယူပြီးလာခဲ့ပါဆိုပြီးပြောလိုက်ပါတယ်ဒုဗိုလ်မှူးကြီးသိန်းစိန်ကယူနီဖောင်းအပြည့်အစုံနဲ့ယထာမထွက်ခင်တင်နာယီကြိုပြီးလာပါတယ်ပစ္စည်းတွေလည်းပါလာပါတယ်။အဲ့ဒီအချိန်မှာယထာတွဲတွေနားတဲ့ကုန်တွေနဲ့ယုံပိုင်ကစကားပြောနေပါတယ်။ယုံပိုင်ကခဏဆောင်အောင်ဆိုပြီးကုန်တွေနဲ့ဆက်ပြီးစကားပြောနေတာပါ။ဒီအချိန်မှာတခြားမောင်ခိုရက်မှတ်တွေကိုတော့တခါတည်းလှုပ်ပေးတာကိုတွေ့နေရပါတယ်။ဘေးမှာယထာကအရာရှိတယောက်ရှိပါတယ်။အလုတ်တင်လေးကဗိုလ်ကြီးနဲ့ပြောင်းသွားတဲ့သူပါ။အခုလက်ရှိတက်ရှိထင်ရှားရှိနေပါသေးတယ်။ယုံပိုင်ချုပ်ကကုန်တီတွေနဲ့ဟေလာဝါလာပြောဆိုနေပြီးတော့ဒူးဘုံမူကြီးသိန်းစိန်ကိုထိုက်ခိုင်းထားတာပါယထာချိန်နီးလာတာနဲ့အညာဒူးဘုံမူကြီးသိန်းစိန်ကစိတ်ပူပြီးယထာလက်မှတ်ကိစ္စထပ်ပြောပါတယ်အဲ့ဒီအချိန်မှာယုံပိုင်ချုပ်တပြက်တွေအလိုလိုဝင်လာပြီးယထာလက်မှတ်တွေကိုမောင်ခိုစမားတွေစီပေးနေတာဒူးဘုံမူကြီးသိန်းစိန်ကမြင်နေပါတယ်အဲ့ဒါနဲ့ဒုဗိုလ်မှူးကြီးသိန်းစိန်ကမနဲ့အစောကြီးကလေးကကျွန်တော်လက်မှတ်လာဝယ်ခိုင်းထားတာပါအခုထိမရသေးဘူးကျွန်တော်မှအရေးကြီးတာဝန်နေပါလို့ပြောပါတယ်ယုံပိုင်ချုပ်ကခမရဘာလောနေတာလဲဆိုပြီးရိုက်ဆိုင်ဆက်ပြောပါတယ်မောင်ခိုစမားဒီခုမှလာပြီးလက်မှတ်တွေယူနေတယ်နိုင်ငံတာဝန်နဲ့တွာလာနေတဲ့သူတွေကြတော့ဒီလိုလက်မှတ်မပေးတာကောင်းသလားဆိုပြီးစကားများကြတာပါယုံပိုင်ချုပ်ကခမည်းကျွန်တော်ပေးရင်ရမယ်မပေးရင်မရဘူးဗျာဆိုပြီးပြောပါတယ်ဒီမှာပဲခမည်းပြောတာမရိုင်းလာချင်လားဆိုပြီးလက်နဲ့ရင်းပါကောဆောင်သွန်းတာပါမထိုးပါဘူးဒီမှာပဲအကျဲမဖြစ်ရအောင်ယုံပိုင်တကယ်ဒီကလက်မှတ်ချက်ချစ်ထုတ်ပေးပါတယ်ဖြစ်စဉ်ကဒါပါပဲအဲ့ဒီတုန်းကယုံပိုင်ဘယ်လိုလူစားလဲဆိုလားမကြပါဘူးပြဿနာတက်ပါတယ်မန္တလေးစေးတက္ကသိုလ်ကစေးချောင်းသားတွေကျောင်းပိတ်လို့ခွင့်ပြန်ကြတဲ့အချိန်မှာဖြစ်တာပါယုံပိုင်ကိုအဲ့ဒီတုန်းကစစ်တိုင်းမှုကစေးချောင်းသားတွေအတွက်ယထာလက်မှတ်တွေခြံခိုင်းထားပါတယ်။ကျောင်းသားတွေလည်း okay ဆိုပြီးဘူတာကိုအုပ်စုလိုက်ကြီးရောက်လာကြပါတယ်။ဘူတာလည်းရောက်ကြောကျောင်းသားတွေဖို့လက်မှတ်မရှိဘူးဆိုပြီးယုံပိုင်ချုပ်ကပြောပါတယ်။အမှန်တော့ကျောင်းသားတွေအတွက်လက်မှတ်တွေကိုမောင်ခိုစမားတွေလက်ထဲထည့်ချင်းတဲ့ရည်ရွယ်ချက်နဲ့အကြမ်းဖန်လုပ်တာပါ။ဒါတွေကိုကျောင်းသားတွေကတီလို့ပြောတဲ့ခါမှာကျောင်းသားတွေကိုယုံပိုင်ချုပ်ကမိုက်ရိုင်းဆဲပါတယ်။မင်းတို့ဒီယထာမရလဲနောက်ယထာရမှာပဲနောက်ယထာမရလဲနောက်နေ့ယထာရမှာပဲမာလီမို့လို့မကိုလာပြီးပြောနေတာလဲဆိုပြီးယုံပိုင်ကပြောတာပါ။မင်းတို့လိုကောင်းတွေနဲ့ပြောရတာအချိန်ကုန်တယ်မာအေးလိုတွေဆိုပြီးဆဲတာပါ။အဲ့တော့ကျောင်းသားတွေကစိတ်တိုပြီးယုံပိုင်ချုပ်ကိုဝိုင်းရိုက်ထိုးလုပ်ပါတယ်။ကျောင်းသားတွေကလည်းစစ်တိုင်းမှုကိုပြောထားတယ်စစ်တိုင်းမှုကလည်းပြောထားပြီးပြီဆိုတော့ရပြီဆိုပြီးစိတ်အေးလက်အေးဘူးတာဆင်းသွားကြတာပါအဲ့တုန်းကပြဿနာဖြစ်ခဲ့တဲ့ကျောင်းသားတွေကအတီးဆုံးပါယုံပိုင်ချုပ်ကငွေမှတ်တယ်မောင်ခိုပဲရောင်းစားတယ်တကယ်လိုချင်ရင်စေးကြီးပေးပြီးဝယ်ရတယ်ဒီမှာပဲရဲတွေရောက်လာပြီးကျောင်းသားတွေကိုတားပါတယ်ကျောင်းသားတွေအားလုံးယုံပိုင်ကိုတကယ်ရိုက်တော်မှာပါနောက်လက်ဖက်ခါကစစ်သားတွေရောက်လာတယ်နောက်ဆုံးမှာကျောင်းသားတွေလက်မှတ်ရပါတယ်ပြီးတော့ယထာပေါ်တက်ပြီးအိမ်ပြန်လာခဲ့ကြတယ်နောက်တော့တရင်ကြပါတယ်ယုံပိုင်ကိုအဖွဲစစ်တော့ကျောင်းသားတွေနာမည်နဲ့လက်မှတ်နေရာတွေကိုမောင်ခိုရောင်းထား
ထားတာတွေ့ရတယ်လို့ပြောပါတယ်။ဒါတင်မကလို့မယိုးနှသားထင်ရဆိုင်လုပ်နေတဲ့အခြားအလွဲသုံးစားတွေလည်းပေါ်ပါတယ်။ဒီမှာပဲယုံပိုင်ကိုအနာပေးလိုက်တာပါ။တကယ်ကယုံပိုင်ကအဲ့လိုလူမျိုးပါ။ကျွန်တော်အနေနဲ့အဲ့ဒီဖြစ်စဉ်တွေမှာယုံပိုင်ချုံနဲ့တကယ်ကြုံတွေ့သည့်ဖြစ်စဉ်အမှန်ကိုရေးသားဖော်ပြရချင်းထစ်ပါတယ်။ဦးမြဝင်းမိရထားအရာရှိဟောင်းတူကခုလိုပဲရှင်းပြထားပါတယ်။ဒါနဲ့စကားမဆက်ဦးသိန်းစိန်ကိုသဘောကျသူများရှိကြလားကောမန့်မှာရေးပေးခဲ့ပါအောင်။